တလက်ပဲအားလုံးပဲမင်္ဂလာပါရှင် Cherry ရဲ့ပထမဆုံး vlog ကနေပြီးတော့အားလုံးကိုပြန်လိုက်ကြိုဆိုပါရစေ Cherry အရင်တော့ဒီအခုရိုက်နေတဲ့အကောင့်လေးမှာပေါ့နော် Cherry 2021-2022 လောက်ကနေတွေ့အဲ့တော့ Cherry ဒီကလေးရုပ် unboxing လုပ်တဲ့ဗီဒီယိုလေးကို Cherry ရဲ့အမနဲ့တူတူရိုက်ခဲ့ပူပါတယ်အဲ့နောက်ပိုင်းမှာ Cherry မရိုက်ဖြစ်တော့ဘူးနော်ဒီကမှာတခြားအကောင့်နဲ့ရိုက်တယ် Cherry ဆက်ဆွဲနာမည်နဲ့တခြားအကောင့်နဲ့ရိုက်တယ်ပေါ့နော်ပြီးတော့ Cherry ဒီအကောင့်လေးကိုပဲပြန်ပြီးတော့ဆက်ပြီးတော့ run ချင်တာနဲ့ Cherry ဒီအကောင့်လေးမှာပဲပြန်လာတင်တာပဲဖြစ်ပါတယ်ဆိုတော့ Cherry ကတော့ကိုပြန်ပြီးတော့ mix ဆက်ပါမယ် Cherry နာမည်ကတော့ Cherry ဆက်လို့ခေါ်ပါတယ် Cherry အသက်ကတော့73နှစ်ထဲဝင်သွားပါပြီဆိုတော့အခုလက်ရှိအချိန်မြန်မာနိုင်ငံမှာပဲနေပါတယ်နောက်ပိုင်းမှာ Cherry ဒီ Finland ကိုသွားပြီးတော့ကျောင်းတက်မှာပေါ့နော်အဲ့ Cherry ကတော့ plan ထားရပေါ့နော် Cherry နောက်15နှစ်လောက်မှာပေါ့နော်အဲ့တော့အခုကတော့ Cherry ကပထမဆုံးဒီမှာပြန်ပြီးတော့ဗီဒီယိုလုပ်တာဆိုတော့ Cherry ပြောရတဲ့ဟာတွေပါဆိုရှင်အမလေးပါလို့ရှင်လဲခုလုပ်ပေးပါလို့အားလုံးကိုကြိုပြီးတော့ပြောထားချင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာ Cherry ဒီပေါ့နော် fin စာနဲ့ပတ်သက်ပြီးတော့စာလုပ်တဲ့ဥစ္စာလေးတွေကိုလည်း sharing လုပ်ပေးပါမယ်ဒီနေ့ရဲ့ vlog လေးကတော့ဒီလောက်ပါပဲရှင် bye guys see you next video